သားချီနှောင်မဲ့အမွှာညီနောင်နဲ့ဓာတ်ခတ်တဲ့ပွဲကိုကစားရမယ့်ဂျာနက်ဆူယာဘလက်ဘန်နဝေတန်ကနေ fly weight တန်းကိုဆင်းသွားတဲ့ဂျာနက်ဆူယာဘလက်ကတော့ပွဲရသွားခဲ့ပါပြီလက်ရှိမှာလှုပ်တိုင်းဖြစ်ထင်တိုင်းပေါက်နေတဲ့ပြင်မြန်မာပြည်သက်တွေရဲ့အားပေးမှုနှုန်းကလည်းများတာကြောင့်ဂျာနက်အနေနဲ့အခုလိုပွဲခက်မြန်မြန်ရသွားတာလည်းဖြစ်ပါတယ်နောက်ဆုံးတစ်ပွဲမှာရော့ထန်ရောက်ပါစံကတ်တဲ့မွေတိုင်းကနွင်ဆက်ဆန်တို့ကိုအပြက်ကြံထားတဲ့ဆူယာဘလက်အတွက်ဒီပွဲကကြီးမားတဲ့စိန်ခေါ်မှုဖြစ်လာမှာဖြစ်ပါတယ်ဆူယာဘလက်ကလာမယ့်ပွဲမှာအမွှာညီနောင်တွေကတူဖြစ်တဲ့ဂျိုဟန် S2P9 နဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ် S2P9 ညီနောင်နှစ်ယောက်စလုံးကကျော်စွာဝင်းရဲ့ FedEx Gym ကဖြစ်ပါတယ်ကျော်စွာဝင်းတဲ့တောင်မှမကြာခဏ sparring ဆွဲနေတဲ့ကစားမတွေဖြစ်ပြီးတော့ပညာပိုင်းမှာတော့တော်လေးကောင်းပါတယ်အသက်23နှစ်အရွယ်ဂျိုဟန်ကအရက်အမောင်း9ပြီ8လက်မှရှိပြီးတော့ flyweight တန်းမှာတော့ခြေတံလက်တံအတော်ကောင်းသူဖြစ်ပါတယ်One Championship မှာ9ပွဲနိုင်တပွဲရှုံးထားပြီးတော့ Champion ကပတ်နာတပြေးပြေးနဲ့ချင်းကပ်လာသူဖြစ်ပါတယ်ပြီးချေပြီးလက်လည်းရှိထားသလိုအမှတ်ကလည်းကောင်းကောင်းယူနိုင်ပြီးတော့ကစားရခဲ့တဲ့ fighter မျိုးတွေဖြစ်ပါတယ်ဆူယာဘလက်ကတော့အသက်29နှစ်ရှိပြီဖြစ်ပြီးတော့ကစားမပေါ်အကောင်းဆုံးအချိန်ကိုရောက်နေတာပါFlyweight တန်းမှာဆိုရင်တော့သူ့ပါဝါနဲ့ပညာကပိုတောင်လှုပ်ဖြစ်လိုက်ပါဦးမယ်ဆူယာဘလက်ကိုကြည့်ရတာချန်ပီယံကပတ်ကိုမှန်းနေပြီဆိုတာသိတာပါဘန်နဝိတ်တန်းမှာ Hakati, Superleg, Neville ကစားမကောင်းတွေများနေတာကြောင့်ချန်ပီယံစင်ခေါ်ကွင်းအလှည့်ကြဖို့ဆိုတာမလွယ်ကူပါဘူးFlyweight တန်းကိုဆင်းတာကပဲကောင်းပါလိနောက်ဆုံးပွဲမှာဆက်ဆန်တဲ့ကစားတော့ဆူယာဘလက်ရဲ့ပွဲတွင် weight က weight ချိန်နှုန်းက weight ချက်ပေါင်း30လောက်ပိုများပါတယ် weight cut ကိုတေချာလုပ်ပြီးပြိုင်ဘက်ကိုအသာစီးယူသွားခဲ့တာပါဒါကလည်းပညာပါပြီဆူယာဘလက်ရဲ့ One Championship ပွဲရလဒ်တွေကတော့17ပွဲထိုး10ပွဲနိုင်3ပွဲရှုံးဖြစ်ပါတယ်ဂျိုဟန်ကိုနိုင်ရင်ဆူယာဘလက်အနေနဲ့ချန်ပီယံစိန်ခေါ်ခွင့်နာကတ်လာမှာပါဒီတော့ဂျာနက်နိုင်ရရှိမလားစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်များ